အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ပဝင်ပစ္စည်းနည်းနည်းလေးနဲ့လိုရလဲလွယ်ကူတဲ့တရက်သီးနှုတ်စေတောက်ကူလုပ်နေလေးကိုလုပ်ပြမှာဖြစ်ပါတယ်အရင်ဆုံးရောက်စုကြောက်ချောလို့ကိုအတွက်ရေ600မီလီနဲ့ကြောက်ချောမို့လက်ဖက်ရည်စုံ3စုံကိုရောပြီးတော့10မိနစ်လောက်နှက်ထားလိုက်ပါမယ်အခြေပြည့်သွားရင်တော့တခြားထမင်းစားစုံ4စုံလောက်ထည့်ပြီးတော့မီအေးအေးလေးနဲ့စကြိုလို့ရပါပြီကျိုနေတော့မှအဆက်မပြတ်မှွေပေးဖို့လိုပါမယ်နော်မဟုတ်လို့ရှိရင်အိုးမှာကက်ပြီးတော့ပုတ်ထွက်မလှတာမျိုးဖြစ်တယ်လို့ပါဖြစ်လေဖြစ်လာပြီဆိုရင်မီးပိတ်ပြီးတော့ခွက်လေးတဲ့ကိုမျှထည့်ပြီးတော့ရောက်စိုးကြောက်ကြော်လုပ်ပါမယ်ကျမကကြောက်ကြော်အယောက်3မျိုးလုံးမှာဆိုတော့3ခွက်မျှထည့်လိုက်ပါတယ်အေးဖြော်တဲ့ Danfor တစိအေးဘူးတွေကလည်းအဆင့်သက်ရှိနေတော့တရက်တီအရာသားရဲ့ကီဝီအရာသားရဲ့နဲ့ဖရဲတီအရာသား3မျိုးကိုတိုးပြီးတော့ရောက်စိုးကြောက်ကြော်လေးလုပ်ထားပါတယ်တကယ်လို့ဒီလိုအေးပူမျိုးမရှိတဲ့သူကလေအစားတောက်တွေမှာတုံးတဲ့အယောက်လေးတွေထည့်လို့ရသလိုဆိုင်တွေမှာရောင်းနေတဲ့အေးပူလေးတွေနဲ့လည်းအလွယ်တကူရောလို့ရပါတယ်နော်ကဲအားလုံးရောပြီးသွားပြီဆိုရင်တော့အေးခံထားလိုက်ပါမယ်ကြောက်ချောအေးခံတာတော့မှကျမတို့တောက်ကူကြိုပါမယ်တောက်ကူကြိုတဲ့အချိန်မှာလေပွက်ပွက်ဆိုနေတဲ့ရေဘူးထဲကိုတောက်ကူထည့်ရပါမယ်ကျမကတော့ထမင်းစားစုံ3စုံတိုးထားပါတယ်။တောက်ကူကြိုတဲ့အချိန်မှာအဆက်မပြတ်မှွေပေးနေဖို့လိုပါမယ်နော်။မဟုတ်လို့ရှိရင်လေတောက်ကူအစ်စ်တွေကလိုထွေးပြီးတော့ဖြစ်နေတယ်လို့ပါ။ကျိုးသွားရင်းနဲ့တာကူမျက်စိလေးတွေပျောက်သွားပြီဆိုရင်တော့ကျမတို့လိုချင်တဲ့တာကူလေးရပါပြီ။ရလာတဲ့တာကူကိုရေအေးအေးလေးနဲ့ဆေးထားပေးရပါမယ်နော်။နောက်တစ်မျိုးကကြတော့လေလုံးဆေးလို့လူသိများတဲ့ပင်ပွားစိတ်ကိုလည်းရေးဆေးထားပေးလိုက်ပါမယ်။ပြီးရင်တော့တရက်သီးနှုတ်စေတောက်ကူမှာအဓိကကျတဲ့တရက်သီးကိုအခွန်နှွှာပြီးတော့အတုံးသေးသေးလေးတွေလှီထားပေးလိုက်ပါမယ်။ကျမကတော့ကျမတို့ဒေတာမှာရင်ခွဲသီးလို့ခေါ်တဲ့တရက်သီးကိုတုံးထားပါတယ်။သူကအနက်လေးပုံမွေးတယ်လို့ခန်းစားရလို့ပါ။တကယ်တော့ဘလို့တရက်သီးအမျိုးအစားကိုမစိုးတိုးလို့ရပါတယ်နော်။တရက်သီးလည်းအစစ်သေးဖြစ်ပြီဆိုရင်တော့အရင်ဆက်ပါမယ်။အရင်ဆက်ဖို့အတွက်နှုတ်ဆေးဘူးရဲ့တဝက်နဲ့နှုတ်စီဘူးတဝက်ကိုတုံးထားပါတယ်။နွားနို့ကိုတော့300မီလီလောက်တိုးထားပြီးတော့တခြားကလက်ဖက်ရည်စုံ5ဆောလောက်ထည့်ထားပါတယ်နော်ဒီနေရာမှာအရသာကကိုစိတ်ကြိုက်ချိဆပြီးတော့ထည့်နိုင်ပါတယ်နော်အေးခံထားတဲ့ကြောက်ချောကိုကိုလိုချင်တဲ့ပုံစံအတိုင်းလေးလုပ်ပေးထားလိုက်ပါမယ်ကျမကတော့ရှင်းရှင်းမျောမျောလေးနဲ့လိုချင်တဲ့အတွက်တင်မိုတီချစ်တန်လေးနဲ့ပဲအလွယ်တကူလုပ်လိုက်ပါတယ်နော်အခုဆိုရင်တော့တရက်သီးနှုတ်ဆေးတောက်ကူလုပ်ဖို့အတွက်ပဝင်ပစ္စည်းအားလုံးအစစ်သေးဖြစ်ပါပြီခွက်လေးတစ်လုံးထဲကိုပဝင်ပစ္စည်းတွေလိုအပ်တဲ့လောက်ထည့်လိုက်ပါမယ်နော်တရက်သီးကိုစားတုပ်ခြင်းအပြင်စိတ်ဖိအားတွေကိုရော့ချစေပြီးတော့ကိုယ်ခံအားနဲ့နှလုံးကျန်းမာရေးကိုလည်းအထောက်အကူပေးသလိုကင်ဆာရောဂါတချို့ဖြစ်ပေါ်မှုကိုလည်းရှော့ချပေးနေတယ်လို့ဆရာဝန်တွေကမှတ်ချက်ပေးထားတယ်ပေါ့နော်။ကဲအခုဆိုရင်တော့ပဝင်ပစ္စည်းလေးနဲ့ပြီးလိုရလဲလွယ်ကူတဲ့တရက်သီးနှုတ်စေတောက်ကူလေးရပါပြီနော်။ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။